လိုဘလို့ဒီတော့အကူကဒီနေ့မှတော့ကျွန်တော်အကူရဲ့ဒီနေ့ကဇလာလေးကိုဒီနေ့ကဇလာလေးကိုရိုက်ပြကုန်ဖြစ်ပါတယ်အပေးကြည့်လိုက်ပါဦးမယ်ဘရနာဟာစီးနေရထိုးတော့ပြီဟာအမြဲလုံးမရတော့မှာအမြဲလုံးမရတော့မှာโอเคကြည့်လိုက်ပြီဆိုတော့မတော်တော့မှာအမြဲလုံးမရတော့မှာအလုံးလိုက်ကြတော့မှာအလုံးလိုက်ကြစီးငါတို့ရဲ့ဆရာဆဲလေးမှာဟာငါတော့အဲ့ဒါပဲပြီးငါဆိုတီမှာလဲထိုင်လိုက်ပါမယ်အဖေဒီအမြဲတော့ပြီးပြီငါအမလည်းဖေးကုန်ရောမသိဘူးဟာစိတ်ညစ်ပါလေအမြဲလုံးမရတော့ဘာလို့လဲစိတ်ညစ်ပါအမြဲချုပ်နေချုပ်ငါဘယ်လိုလုပ်မလဲစိတ်ညစ်ပါလားအမြဲချုပ်နေချုပ်โอเคအမြဲချုပ်အမြဲတော့အမြဲလာရအောင်ဝစေဂျပန်ထဲမှာမဟုတ်တော့ဒီတော့မှအမြတ်တော့စနေလိုက်တော့ဆရာတော်ငါ့ကိုပြောတော့မှာဆရာငါ့ကိုပြောတော့မှာဒီပူဇာဆရာငါ့ကိုပြောတော့မှာပဲဘယ်လိုလဲကောင်းလဲအဲ့လိုလည်းပြေးမဖြစ်တယ်ဘူးအဲ့ဒီဆိုင်မှာအဲ့ရခလေးကိုပြောတော့ပါဦးမြတ်တော့စိတ်နဲ့တူနေတယ်အဲ့လိုကတော့အကြောင်းဝေးတယ်မြို့ထဲမှာအလိုလည်းမြို့ထဲမှာလားရောက်ဖို့ခက်သေးတယ်အေးမြတ်မောင်းဟာကောစီနေနဲ့ကောက်ခါနေပြီဟာငါမြို့ပြင်မှာနေတယ်ငါလည်းဒီသူ့အိတ်ကနေဒီအိတ်ပိုင်စင်ရဲ့သူ့ရဲ့ဒီဖွားတော်ဘောတော်ရဲ့အိမ်မှာကြောင်းမရတော့မှာအချအိမ်ကြတော့မှရတော့မှာဒီအရောအရောဝေးတယ်ငါတို့ရဲ့ကုမ္ပဏီနဲ့အရောဝေးတယ်ဟာငါတော့ပါဟာဒီကားတစ်စင်းကလည်းအထားချေနေပြီဟာဝတ်ရှိုးပဲပူလိုက်တော့မှာစိတ်ညစ်တယ်ငါမိနေဒီနေ့လာစားထုတ်တဲ့နေလေဆီယံကလည်းစံပေးပေးနေပါအောင်မယ်စိတ်ညစ်လိုက်တာဒီအလုပ်တစ်ခု